နည်းနည်းတော့ခက်တယ်ဗျဒါပေမဲ့ 1G နိုင်မယ်လို့တော့မထင်ဘူးTeam Spirit နိုင်မယ်လို့ပဲထင်ဒါပေမဲ့ 1G ကကောင်တွေဇာတာတက်နေရင်တော့ Team Spirit ကဖတီးလေးတွေပေါ်တော်တော်တွေလုပ်ပြီးတော့ပြုတ်ရင်လည်းပြုတ်သွားနိုင်တာပဲနော် player ပြောရင်ဘာသာပြန်ပေးတဲ့ 1G ကကောင်တွေကမြန်မာလူကြီးပြောနေရအောင်ဘာမှပြန်စရာမလိုဘူးTeam Spirit ဟီရိုဘူးတယောက်ချင်းတဲ့ကောင်တွေကဘာပြောနေလဲဆိုတော့သူတို့ကဟီရိုအများစုပို့ပြီး trainer မယ်ဆိုရင်တော့သူတို့ဖြစ်နိုင်ပါတယ်တဲ့ 1G coach ကဘာပြောလဲဆိုတော့ we need to adapt and adjust ဆိုတာခုန meta ကို line မီနန်ကိုစူးစမ်းပြီးတော့ကျွန်တော်တို့တေချာလေးနော် hero pit တွေကိုတေချာထုတ်ရင်ဘာညာနိုင်မယ်ပေါ့စောက်တလွယ်သူ့ရဲ့ draft တွေကိုလည်းကြည့်အောင် Guinevere Hyper နဲ့ရှောက်ပြောရသည်လားဘဲတွေကပြောနေအလုပ်ကတော့လေကတော့ LED ကိုမိရယ်နော်ချင့်ရအောင်နော်လေကတော့ LED ကိုမိတယ်ဝိုင်းကြီးရှောင်းရင် bro အားပေးတော့ဘူးတဲ့ဘာလည်းမဆိုင်ဘူးမသိရင်ကျွန်တော်က 1G ရဲ့ owner ကြီးကြာနေရမယ်ဒါလည်း3កောင်လုံးက Team Spirit စီကိုပါနေပြီးသားနောက်ဘောက1300ဆိုတော့ထားပါဘလောက်မှမဟုတ်ပါဘူးဟောတယ် Valentina Forza ကိုဖမ်းတာလား Forza ကိုဖမ်းလိုက်ပြီဟာ Forza ဘတ်စင်မရှိရတော့အာရ Harry က Purify တော့ကြံသေးရတော့ဖတီလေးကဝင်သွားပြီရီဇန်ရှင်းကိုတားရင်Overlist ခဲစားနိုင်ရဘက်ကိုကြော်သွားပြီဆိုတော့ဒီ logic ကတော့ဘုံရနေမြင်ရချင်းကြားတော့မှလားရှာသွားပြီကလိုက်ခေါ်မှာ grow ကလည်းဒီမှာအဲလေးကိုထိန်းထားပြီးရီဇန်ရှင်းလေယာတိုက်တယ်ဒါပေမဲ့ဘယ်သူမှမထိဘူးနော်လော်ကားဦးညာလှေကြီးဖြစ်နေတဲ့ခါကျတော့မထိဘူးတာတယ်ပေးလိုက်လော့ပေးလိုက်ရပြီနော်ပါစာကိုပဒဲမစခင်900စုမှာကြိုဖြတ်ထားလိုက်ကြတော့ပဒဲဆိုင်ရနည်းနည်းဒမ်းမိတ်တွေကငကိုတဲမှမလောက်ပါဘူးဆိုမှနော်မလောက်မငါဖြစ် one side retrieve ကိုင်းမဟုတ်ပေါက်ကုန်ပေါက်လိုက်ရမင်းကြည့်ကွာမင်းဒီလောက်တောင်းရဲရေးပါနေတဲ့အချိန်ကွာလောဘတ်မှာဂျန်ငယ်လားမရှိဘူးစောက်ဂျန်ငယ်တွေပဲစားနေငါပြောရင်ပြောတယ်ပြန်မယ်ကြည့်အောင်ဒီလောက်စောက်ကွာ36မိနစ်ရှိနေပြီစောက်ဂျန်ငယ်ပတ်စားနေလောဘတ်မှာမနေဘူးပြီးတော့လော်ဤပလိန်ပေးလိုက်ရ36မိနစ်လော့ဘလို့နိုင်မှလဲပြီးရင်နောက်ဆုံးမှရောက်လာတယ်ကြည့်အောင် damage တစ်ချက်ပဲပေးတယ်ဒီမှာကြည့်အဲ့ကောင်ပေးတဲ့ damage တွေကိုမင်းရှိုးငါ slow motion နဲ့ပါပြပေးမယ်ဒီမှာအခုမှရောက်လာလော်ပေးလိုက်ရပြီ level 2များပြစ်တယ်ဒီကိုတစ်ချက်ပြစ်တယ်ပြီးတော့ဒီဘက်မှာထပ်ပြစ်တယ်အခုထိရက်နေတော့မယ်ဒီမှာကြည့်ပြားထက်ချိန်နေသူ့သင်ကအသေးချနေပြီဘတ်တယ်你记，马记，对毛表来的，哎，那个，哎，哪天要啥我们录了？记。这是我他给家的，我来呢，39မိနစ်မှာ5လိန်နာတယောက်ကိုထားခဲ့ပါတယ်ဒီခရီးကနောက်မှလည်းရှင်းလို့ရတယ်ဖက်ချက်ကြီးကစတစ်ချန်ခဲ့ပြီမင်းတို့ဘလို့ damage ပေးမှာဘသူပေးမှာလဲမင်းရဲ့ရီဆန်ရှင်းကြီးကဒီကောင်တွေကိုအကုန်ခုံနိုင်မှာလားကြည့်ဘယ်တဲ့ဆိုင်ဝါကြည့်โอเคအဲ့မှာတစ်ခေါက်မာကြီးဒီတော့ဆိုလဲဟိုကောင်ကြီးကြောက်သွားလို့မင်းဒီမှာယူလိုက်ရင်ဟိုမှာဟန်မမီဘူးယူထားတဲ့ position ကို show ဂျန်ကယ်လာ low retreat ပေါက်မဲ့ဂျန်ကယ်လာယူထားတဲ့ position ကို show ဆောင်းရခရီးပဲထိုင်စားနေဤပဲဟိုဘက်ကသာ low ယူသွားရင်အဲ့မှာပြီးနေပြီဘာတွေလုံနေရလဲလို့36မိနစ်ကိုအောက်လန်းကို split เสียလို့လားလော်ပေးရရင်ရှုံးမယ်ဆိုတဲ့ဟာကြီးကိုဒီလိုပဲတိုးဝါဘရက
နောက်ဆုံးပွဲကွာမင်းဒီပွဲနိုင်မှာ game 4ကိုသွားရမယ်ဟာကို lower bracket နောက်ဆုံးပွဲကိုဟုတ်ဒီမှာကွာဒီလော့ကြီးကွာမင်းကြည့်ကွာဒီလော့ကြီးကိုမင်းကြည့်ဖာစာADကျဲလိုက်ဒီလော့ကိုဟျောင်းတိုင်းဟိုမှာ Alice ကလည်းဘေးဟိုမှာ one shot referee ပေါက်မဲ့ကောင်ထိမ့်မိတာဟျောင်းမြ мян လှုပ်လိုက်တော့လော့ကိုငါတို့နှစ်ယောက်လော့လှုပ်လိုက်တော့မယ်ဒီလော့ရဝိုင်းငါတို့အဆင်ပြေသွားပြီဆိုပြီးတော့လော့ကိုလှုပ်လိုက်လော့ကြီးကိုသွေးတစ်သက်တိလှုပ်ပြီးသွားပြန်ထုတ်လိုက်တယ်ဟိုဘက်ကလိုက်ချတယ် Alice ဝင်ပေးတယ်မကြည့်ဟန်ကိုကြည့်ဟန်ကိုကြည့်ဟန်ကိုကြည့်မင်းဟာနားမှရှိရင်တကယ်ခေါင်းခေါက်နေပြီ ပထမဆုံး international တွေ့ကြုံဆိုတော့ဗျာသိမလားဒါလိုအပ်ချက်တွေကတော့များတော့ရှိမှာပဲအဲ့ဒါကြီးကိုလည်းကျွန်တော်အနေနဲ့အရင်ကြီးသွား blame လို့တော့မရဘူးဗျာသိမလားကျွန်တော်ပြောချင်တာဒါသူတို့အကောင်းဆုံးကြိုးစားခဲ့တယ်ပေါ့ဗျာ top 8ပေါ့နော် top 8 မှန်တယ်ဗျမှန်တယ်ဗျ ငါကတော့ပြောမှာပဲငါကတော့ပြောမှာပဲ ဟာရမပြောမှာတော့မပြောမှာမေးပြီမင်းမပြောပါနဲ့ ပြောမှရမှာကိုလေမပြောရင်မပြောဘူးဒီတိုင်းပဲထက်လာမှာပဲ လို့ပါနဲ့မပြောပါနဲ့ တင်းစပရက်ကိုတော့3-0ရမဖြစ်သင့် ပထမဆုံး international တွေ့ကြုံလေးမေးပြီရဲ့ it's okay bro လေတပွဲနှစ်ပွဲလောက်ချုပ်တာလက်ခံတယ်ဗျာ3ပွဲလုံးချုပ်နေတာအရင်အတိတ်ပဲမရှိဘူး နောက်ဆုံးပွဲကတော့တော်တော်အဆင်ပြေပါတယ်တိုင်းနောက်ဆုံးပွဲကတော့တော်တော်အဆင်ပြေပါတယ် ကိုလေတေချာမကြည့်လို့ကိုလေ ဘေဘီလောင်နေရူဒီရေကျွန်တော်လည်းလောင်နေတာလို့ကျွန်တော်လည်းတော်တော်လောင်နေတာနော် နောက်ဆုံးပွဲကကိုလေ slow motion နဲ့ကြည့်ကြည့် position ယူတဲ့ဟာတွေနေတဲ့ဟာတွေကလွဲကြီးတွေ